တော့ဒေါက်တာဒီနေ့ပြပေးမှာကဒီစစ်စစ်တမ်းမှာနှစ်ကြောင်းမပေါ်ပဲနဲ့ရာသီသွေးနောက်ကျနေတဲ့ရာသီမပေါ်ဖြစ်နေဆိုလို့ရှိရင်ဘာအကြောင်းရင်းတွေဖြစ်နိုင်လဲဆိုတာလေးကိုပြပေးသွားမှာပဲဖြစ်ပါတယ်ဒေါက်တာရှင်နေရပါအထွေထွေယောဂပူဆရာဝန်တယောက်ပဲဖြစ်ပါတယ်အဲ့တော့ဒီရာသီသွေးမပေါ်ရာသီသွေးနောက်ကျနေရဆိုတော့အဖြစ်များဆုံးအချက်ကတော့စိတ်ဖိစီးမှုများနေတာပေါ့နော်အဲ့တော့စိတ်ဖိစီးမှုများနေဆိုလို့ရှိရင်တော့ဒီ stress hormone လို့ခေါ်တဲ့ cortisol တွေထွက်တာများတဲ့အတွက်ကြောင့်မို့လို့ရာသီလာတာကိုနောက်ကျစေရပဲဖြစ်ပါတယ်နောက်ဒုတိယအများဆုံးအချက်ကတော့ဒီကိုလေးချိန်ပေါ့နော်အဲ့တော့ကိုလေးချိန်အရန်နဲလွန်းနေဆိုလို့ရှိရင်လည်းဒီဟော်မုန်းတွေမထုတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာသီတွေးလာတာကိုနောက်ကျစေတယ်ရာသီမပေါ်တာမျိုးတွေဖြစ်စေနိုင်တယ်ပေါ့နော်နောက်ပြီးကိုလေးချိန်အရန်များတယ်အရန်များလို့ရှိရင်လည်းရာသီတွေးလာတာကိုနောက်ကျစေတာပဲဖြစ်ပါတယ်နောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့သူဟာဆိုလို့ရှိရင်ဒီအသက်အရွယ်ပေါ့နော်အဲ့တော့ရာသီပေါ်ခါစားနဲ့ရာသီသွေးဆုံးခါနေမှာဆိုလို့ရှိရင်လည်းရာသီသွေးမမှန်တာတွေရာသီသွေးပေါ်တာနောက်ကျတာတွေဖြစ်စေနိုင်ပါတယ်အဲ့တော့နောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့ eating disorder လို့ခေါ်တဲ့ anorexia နာပိုစာနဲ့ bulimia လို့ခေါ်တဲ့ယောဂတွေမှာဆိုလို့ရှိရင်လည်းရာသီသွေးပေါ်တာနောက်ကျတတ်ပါတယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီကိုငယ်ဆောင်တားဆေးတွေတတိတားဆေးတွေတောက်နေတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဒီရာသီသွေးမပေါ်တာမျိုးတွေရာသီသွေးပေါ်တာနောက်ကျတာမျိုးတွေဖြစ်စေနိုင်ပါတယ်နောက်ပြီးတော့ဒီတချို့သောယောဂတွေဖြစ်တဲ့cause လို့ခေါ်တဲ့မမျိုးအင်းယောဂဒီ thyroid hormone များတဲ့ယောဂ thyroid hormone နေတဲ့ယောဂတွေမှာဆိုလို့ရှိရင်လည်းရာသီသွေးမမှန်တာရာသီသွေးနောက်ကျတာဖြစ်စေနိုင်ပါတယ်